ငယ်ငယ်တော့ကဘာကြီးကဒီလောက်မကျေပြတ်သေးဘူးလို့ထင်ခဲ့တာကိုနဲ့မဆိုင်ဘူးထင်ပြီးအင်္ဂလိပ်စာကိုမလေ့လာခဲ့လို့အားနေခဲ့တယ်အဲ့ဒီတော့ကတော့ဘဝအတွက်ဘလောက်အရေးကြီးမှမသိခဲ့မိတဲ့အတွက်နောင်လည်းရမိခဲ့တယ်လူကြီးဖြစ်လာပြီးအလောက်ခိုင်နေပဲထဲရောက်တဲ့အခါကဘာကြီးနဲ့ဆက်သွယ်ဖို့ကြိုးစားတဲ့အခါကျမှကိုကဘာမှနားမလဲပဲနောက်ကောက်ကြံခဲ့သူခံစားရတယ်အခွင့်အရေးလည်းအများကြီးလက်လွတ်ခဲ့ရပူတယ်တမီးလေးကိုတော့မိဖြစ်ခဲ့သူတို့နောင်မရစေချင်မိဘဆိုတာကိုတော်ကမတက်နိုင်ခဲ့တဲ့အရာတွေကိုတသမီးအတွက်အကောင်းဆုံးပံ့ပိုးပေးချင်ကြတာပဲမဟုတ်လားဒါကြောင့်လဲနောက်တစ်ချိန်မှာမိလိုမျိုးတမီးနောင်မရစေဖို့တမီးအတွက်မိအကောင်းဆုံးစူးစမ်းပေးချင်တယ် Now today I'm going to talk about my imaginary story is aboutမိအတွက်မိအများကြီးခုံရပါတယ် I did it today and I like it so much, Mom.